ချင်းငယ်ချင်းများအားလုံးမင်္ဂလာပါဗျာဘွမ်ကစားသလိုင်းကနေကြိုဆိုပါဗျာလာဗျာနော်ချင်းကြလို့တင်နေကြတော့ငါတစ်တာတပူရှိရုံနဲ့ဒီလိုမျိုးမဖတ်တော့လဲရှူရှဲရတာပြီရှိစေတဲ့တုံနီလေးနဲ့လာမိတ်ဆက်မှာပေါ့နော်အကြိုက်ချင်းသူတွေချင်းချင်းနဲ့လိုက်တော့စမ်းကြည့်ကြရအောင်နော်အရင်ဆုံးတာတွေကြတော့ကျွန်တော်တို့ပြင်ထားရမယ့်ပစ္စည်းလေးတွေပါနော်အချိန်ကြတော့3မိနစ်လောက်ပဲပေးပြီးတော့အရတာရှယ်လေးနဲ့တုံနီလန်လေးတွေပေါ့နော်ချင်းချင်းတို့အခုကျွန်တော်သုံးထားတဲ့ပစ္စည်းအတိုင်းတကယ်လို့တစ်ခုခုရောသွားမယ်ဆိုရင်လည်းဘာမှဖြစ်ပါဘူးနော်အရင်ဆုံးကျွန်တော်တို့ချက်သွန်နေတဲ့လုံးလောက်ခပ်ပါပါလေးလီထားပေးပါမယ်ပြီးရင်ငရုတ်တိစိန်ခပ်ပါပါလေးလီထားပေးပါမယ်အစကြတော့ကိုစားနိုင်တလားပေါ့နော်ပြီးရင်ရှမ်းနန်နန်ပင်တပင်လောက်နင်းငယ်လီထားပေးပါမယ်ပြီးရင်ပဲဒီရှေလီထားပေးပါမယ်ပြီးရင်တံပြာတီလီထားပေးပါမယ်နောက်ဆုံးကြတော့ဒါကြတော့ဘာသာချောင်းခေါ်ရလဲမသိဘူးเนาะချင်းကြီးတို့ထိုင်လို့ကြတော့မူရော်လို့ခေါ်ပါတယ်เนาะခပ်ပါပါလေးလှီထားပေးပါမယ်ဒါကြတော့မထည့်လေးရပါတယ်เนาะချင်းကြီးတို့ပြီးရင်ကျွန်တော်တို့ရေနွေးနဲ့ခဏလောက်ပြုတ်ထားပေးပါမယ်ပြောမယ်ဆိုသူတို့ကမပြုတ်လက်စားလို့ရပါတယ်เนาะဒါပေမဲ့ကျွန်တော်ရေနွေးနဲ့ဆေးလိုက်တယ်လို့မျိုးပေါ့เนาะဒါဆိုကျွန်တော်တို့လာစားတော့ပါမယ်เนาะငါးတစ်တာထည့်ပေးပါမယ်ပြီးတော့ငံပြာရည်ထည့်ပေးပါမယ်ပြီးရင်ချုံမုတ်ထည့်ပေးပါမယ်တကြားနဲ့ငယ်တုံးထားပါတယ်နော်ပြီးရင်ငရုတ်တိစိန်ထည့်ပေးပါမယ်ပေတီရှေကျက်သွန်နီရှမ်းနနံပင်ထည့်ပေးပါမယ်နောက်ဆုံးကြတော့အသေးတုံးထိုင်းငပိရည်ထည့်ပေးပါမယ်โอเคပြီးရင်တံပြာတီးလေးညှစ်ထည့်ပေးပါမယ်နောက်ဆုံးကြတော့ရေနွေးလေးနဲ့ငယ်ထည့်ပေးပြီးတော့အကြက်မုတ်ထည့်ပေးပါမယ်အစကြတော့ကိုစားနိုင်တလားပေါ့နော်ကျွန်တော်ကြတော့သမင်းဆက်ဆုံးသစုံလောက်ထည့်ထားတာပေါ့နော်ချင်းငယ်ချင်းတို့โอเคပြီးရင်အားလုံးသမားတော့ကျွန်တော်တို့အရင်မှွေထားပေးပါမယ်သူအရာသူနဲ့ကျတော့ပြောစမ်းလို့เนาะချင်းတို့တအားလဲမှုနေပေါ့เนาะပြီးရင်ကျွန်တော်တို့တာချောင်းတွေထည့်ပေးပြီးတော့မုတ်ဖက်တွေထည့်ပေးပါမယ်ပြီးရင်အားလုံးသမားတော့အောင်ကျွန်တော်တို့ပြန်တုပ်ပေးပါမယ်အခုလိုမျိုးကျွန်တော်နေနေတာချင်းကင်းတို့မြင်ပြီးတော့တရေရေကြမှာလားဗျာအခုကျွန်တော်ကိုယ်တိုင်ကြည့်နေတာမှကျွန်တော်တရေရေနေပေါ့เนาะချင်းချင်းတို့သူနဲ့ကျတော့လုံးဝပြောစမ်းလို့ပေါ့เนาะတော့ရတာလေတအားလွယ်ကူပြီးတော့ချင်းကင်းတို့မြင်တဲ့အတိုင်းပဲဟုတ်သူရောက်ရည်လဲတအားကိုစားခြင်းစိတ်ဖြစ်တာပေါ့နော်โอเคကျွန်တော်တို့တောက်လို့အားလုံးတမနေပြီဆိုရင်ကျွန်တော်တို့အရတာမြည်ကြည့်ပေးပါမယ်ပြောမဆိုမဟုတ်ဖက်ဆိုဘလိုနီးနဲ့ပဲတောက်ဘလိုပဲလှုပ်စားအမြဲတမ်းစားနိုင်တဲ့စားတစ်မျိုးလေးလည်းပြောလို့ရတာပေါ့နော်အရတာကျတော့ကွာတိဖြစ်နေပြီဆိုတော့ကျွန်တော်ဘာမှထမသေးသေးတော့ဘူးပေါ့နော်တကယ်လို့ချင်းတို့ချင်းပေါ်တော့ငံပေါ်တော့လိုမယ်ဆိုရင်ထပ်တယ်လို့ရတာပေါ့နော်အလုံးလက်စင်တေးလေးဖြစ်နေပြီဆိုရင်ကျွန်တော်တို့စိတ်ကြိုက်စင်ပြေတယ်လို့ပြင်ထားလို့ရပါကြချင်းရီတို့ကျွန်တော်ကြတော့ဘဲဥပြုတ်ပါနင်းငယ်ပြင်ထားတာပေါ့နော်အခုလိုမျိုးကျွန်တော်ပြင်ထားတာချင်းရီတို့မြင်ပြီးတော့တရေယိုကြမှာလားဗျာတကယ်လို့တည်မဆိုရင်လိုက်တော့စမ်းကြည့်ကြရအောင်ပေါ့နော်တကယ်လို့သုံးလို့မယ်ဆိုရင်ရှယ်ယူထားလို့ရပါတယ်ဗျလိုက်တော့စမ်းကြည့်ကြရအောင်ပေါ့နော်အခုလိုမျိုးကျွန်တော်ရုပ်ဗီဒီယိုလေးကိုကောင်းတဲ့အထိလာရအားပေးတဲ့ချင်းချင်းတို့အကုန်လုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျတကယ်လို့ကျွန်တော်ရုပ်ဗီဒီယိုလေးကိုကြိုက်မယ်ဆိုရင် like share follow လောက်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ဗျနောက်ဗီဒီယိုတက်မပြန်ဆောင်မနော်ချင်းချင်းတို့တာ